ဟဲ့ငလျင်ဟင်းဆိုလို့အံ့အားသွားကြပြီလားဘာလို့ဒီနာမည်လေးထည့်ပစ်တယ်ဆိုတာကိုအဆုံးမှရှင်းပြပေးထားပါတယ်နီနီရဲ့ငလျင်ဟင်းကိုဘယ်လိုလေးချက်ထားလဲဆိုတာကိုအဆုံးထိကြည့်သွားပြကြပါအောင်နော်ပထမဦးဆုံးစီနေနေလေးနဲ့ချက်သွန်နေချင်းချက်သွန်ဖြူအကုန်လုံးကိုစီတတ်မယ်ပေါ့နော်ပြီးရင်တော့ငပြာရည်လေးပဲငပြာရည်လေးနဲ့ခူးစီလေးကိုထည့်မယ်ပြီးရင်အာလူလေးတွေကိုတေးသေးတုံးထားတာလေးတွေကိုထည့်ပေးလိုက်ပါမယ်ဒါဆိုရင်တော့ဖြည်းဖြည်းချင်းကြီးလုံသွားလိုက်မယ်ပေါ့နော်ချက်သွန်ကိုအစိမ်းမှန်လေးပျောက်သွားတဲ့အထိလုံးမယ်ပေါ့နော်။လုံးပြီးသွားတဲ့နောက်မှာတော့အယောင်လေးလာဖို့အတွက်ဒါစောကပါနဲ့တခါတည်းပေါင်းထည့်လိုက်ရတယ်။မိမိကလုံးပြီးမှအယောင်လေးလာစီရင်ချမ်းလေးထည့်ထည့်လိုက်ပါတယ်။အဲ့ဒါပြီးရင်တော့မိမိတို့ကျွေးရတာလေးတက်စီရင်အတွက်စားနဲ့ဓာတ်ရှုလေးကိုထည့်လိုက်ပါမယ်ရှင်။ကဲရတာရဲ့ဝင်သွားပြီးအားလုံးကိုနာနာလေးလုံးပြီးသွားပြီးဆိုရင်တော့မိမိတို့ကျွေးနောက်ထပ်ပါလေးထည့်မလဲဆိုတော့အခါကျတော့ငုံဦးလေးထပ်ပြီးတော့ထည့်ပေးလိုက်ပါမယ်ငုံလေးတွေကိုလည်းအရတာဝင်အောင်တေချာလေးလုံးပေးလိုက်မယ်ပေါ့နော်လုံးပေးပြီးသွားပြီဆိုရင်တော့ညီညီတို့ရေရှည်လေးထည့်ပြီးတော့ကိုလိုချင်တဲ့အနေထားရအောင်ထိတေထွားပေးလိုက်ပါမယ်အဲ့ဒီချိန်မှာဆိုရင်ညီညီကတော့ငုံလေးကလည်းအညူရောင်တန်းလာတဲ့အထိတည်ပေးထားလိုက်ပါတယ်ဘာလို့လေငလင်းဟင်းလိုနာမည်ပေးပစ်တာလဲဆိုတော့နီနီတို့တအိမ်လုံးငလင်းလုတ်တဲ့နေရာရမ်းခါပြီးတော့အကုန်လုံးပတ်ဆက်ကျတာပြင်မဲ့ဒီဟင်းလေးတစ်ခုပဲကောင်းကောင်းကြံခဲ့တာကြောင့်နီနီတို့အဲ့ဒီကဒီဟင်းလေးကျေးဇူးနဲ့ညစာစားလိုက်ရတယ်ပေါ့နော်ကဲခုဆိုရင်တော့အနမ်းရတာနဲ့ပြည့်စုံတဲ့နီနီရဲ့ငလင်းဟင်းလေးတစ်ခွက်ရတာပြီပဲဖြစ်ပါတယ်ငလင်းဒုက္ခမှုချာကစားလိုက်ရတဲ့ငလင်းဟင်းလေးပဲပေါ့နော်နီနီရဲ့ channel လေးကိုကြိုက်နေတဲ့ဆိုရင် follow like comment share လေးလုပ်တာပြပြလဲမမေ့ပါနဲ့အောင်เนาะကျေးဇူးပါ